မင်္ဂလာပါကျင်းနှကောင် channel မှာနှွေးထွေးစွာကြိုဆိုပါတယ် တခါတော့ကရွာကလေးတီပါမှာဥဖနဲ့ထိုအေးဆိုတဲ့လင်မယားနှစ်ယောက်ရှိခဲ့တယ်ကွယ်သူတို့ဟာအရန်ကိုဆင်းရဲနှံပါလွန်းလို့နေပူပူထဲမှာအလုတ်ကိုကြိုးစားလုပ်ရရှာတယ်သူတို့နေတဲ့အိမ်လေးကလည်းဝါထီရန်လေးတွေဟောင်းနှွမ်းပြီးအိမ်ရှိမှာရေစီလေးတစ်ခုပဲရှိတာပေါ့ဒီနေ့တော့ဆန်အိုးထဲမှာဆန်ကတနက်စာတော့မကြံတော့ဘူးလို့ဒေါ်အေးကတပ်ပြင်းချနေတယ်တနေ့တာစားဝတ်နေရေးကဟင်းမပါပဲစံပြုတ်လေးနဲ့တင်ဖြည့်ရှင်းနေရရှာ။ဥပကသူ့ရဲ့အယိုးပေါ်အရေးတင်လက်ဒီကိုကြည့်ပြီးငါလူဘဝကတော့ပင်မလိုက်တာလို့တွေးနေမိတယ်။ဒေါ်ကြီးကလည်းဟောင်းနှွမ်းပေါက်ပြင်းနေတဲ့အဝတ်အစားတွေကိုဖာထေးရင်ချွေတာနေရတာပေါ့။မိုးရွာရင်လဲတကင်မိုးကမလုံလို့အိမ်ထဲမှာဟိုပြေးဒီလွာရှောင်နေကြရတဲ့ဘဝပါ။ရွာထဲမှာလဲသူတို့ကအစင်းရဲဆုံးမှုလူတွေကြားထဲမှာသူတို့ဘဝကအထီးကျန်လာပါတယ်။ဒါပေမဲ့ဥပကတော့တနေ့နေ့မှာတော့ငါတို့ကံကောင်းလာမှာပါလို့အမြဲမျှော်လင့်ခဲ့ပါတယ်။ဂျော်ရီကလည်းဖျားစင်လေးမှာပန်းလေးကပ်ရင်သူတို့ဘဝလေးအေးချမ်းဖို့ဆုတောင်းနေခဲ့တယ်။ဒီလိုနဲ့ပဲစင်းရဲတွဲနှက်နေတဲ့ဥပတို့လင်မယားရဲ့ဘဝထေကိုစမ်းကြဲတဲ့အလှည့်ပြောင်းတစ်ခုရောက်လာဖို့အချိန်တန်ခဲ့ပါပြီ။တနေ့မှာတော့ဥပဟာထင်းရှာဖို့ရွာနဲ့ဝီးတဲ့တောအုပ်ကြီးတွေကိုရောက်သွားခဲ့တဲ့ကွယ်။တောနဲ့ထဲမှာထူးဆန်းတဲ့အတန်လေးတစ်ခုကိုကြားလိုက်ရလို့ဥပတယောက်ရက်ပြီးနားဆွေနေမိတာပေါ့။ချုံပုတ်တွေကိုဖယ်ကြည့်လိုက်တဲ့အခါစူးပိန်တွေကြားမှာပိတ်မိနေတဲ့အင်မတန်လှပတဲ့ငန်းဖြူကြီးတစ်ကောင်ကိုတွေ့လိုက်ရတယ်။အဲ့ဒီငန်းကြီးကတာမန်ငန်းတွေနဲ့မတူပဲသူ့ရဲ့အမွှေးအတောင်တွေကတောက်ပလောနေတာပေါ့တနာစရာကောင်းလိုက်တဲ့ငန်းလီရဲဆိုပြီးဥပကသူ့ရဲ့တစင်နဲ့စိုးဒီကိုဖြည်းဖြည်းချင်းဖြည့်ပေးလိုက်ပါတယ်ဥပရဲ့ကျင်နာတတ်တဲ့လက်တွေကြောင့်ငန်းကြီးဟာနာကျင်မှုမရှိပဲစူးပင်တွေကြားကလွတ်မြောက်သွားခဲ့ပြီလွတ်သွားတဲ့ငန်းကြီးဟာအတောင်ပန်းတွေကိုခါရမ်းပြီးဥပကိုကြီးစုတင်တဲ့အကြည့်နဲ့ကြည့်နေတာပေါ့ဥပကငန်းကြီးကိုအตาအရာပုတ်တက်ပေးလိုက်တော့ငန်းကြီးကလေဥပကိုခင်းမင်းသွားပါတော့လေဥပအိမ်ကန်တဲ့လမ်းမှာငန်းကြီးကတောထဲမှာကြံမနေခဲ့ပဲဥပနောက်ကိုတကောက်ကောက်လိုက်လာခဲ့တယ်အိမ်ရှိရောက်လို့ငန်းကြီးကိုမြင်လိုက်တဲ့ဒေါ်အေးဟာအံ့ဩလို့ကင်ထားတဲ့ပြက်ကလေးတောင်လွတ်ကြမတတ်ပါပဲဥပကတောထဲမှာကေခဲ့တဲ့အကြောင်းကိုပြောပြတော့ဒေါ်အေးလေးဝမ်းသာအားရနဲ့ငန်းကြီးကိုကြိုဆိုလိုက်ပါတယ်။အဲ့ဒီညမှာတော့ငန်းကြီးဟာဥပလို့ပြင်ပေးတဲ့ကောက်ရွတ်အတိုက်လေးထဲမှာအေးချမ်းချမ်းအိပ်ဆက်ချပါတော့တယ်ကွယ်။နောက်နေ့မနက်မိုးလင်းလို့ဒေါ်ကြီးတယောက်ငန်းကြီးကိုအစကျွေးဖို့တွားကြည့်လိုက်တဲ့အခါမှာတော့အိုးဒါဘာကြီးလဲဆိုပြီးဒေါ်ကြီးတယောက်အံ့ဩလို့အော်လိုက်မိပါတော့တယ်။ဥပလည်းအတန်ကြားလို့အိမ်ပေါ်ကနေအပြေးအလွှားဆင်းလာပြီးအတိုက်ကြီးကတော့ပနေတဲ့ရွှေဥကြီးကိုကြည့်ပြီးမိန်တက်နေခဲ့တယ်။ဥပကရွှေဥကြီးကိုအသားရကောက်မှတ်ကြည့်လိုက်တော့တကယ်ရွှေစစ်စစ်ကြီးဖြစ်နေတာကိုတွေ့လိုက်ရတယ်။ဥပတို့လင်မယားဟာအဲ့ဒီရွှေဥကိုမြို့ပေါ်ကရွှေဆိုင်မှာတွားရောင်းလိုက်ကြတယ်ကွယ်။ရွှေဥကြလုံးနဲ့တင်သူတို့ဟာအရင်ကမမြင်ဘူးတဲ့ငွေထူကြီးကိုရောရှိခဲ့ကြတယ်။အဲ့ဒီငွေတွေနဲ့သူတို့ဟာလိုချင်တဲ့အဝတ်အစားသစ်တွေနဲ့စားစရာတွေကိုဝယ်ယူခဲ့ကြတယ်။ဒီနေ့ကိုရွှေဥကြလုံးနှုံးနဲ့ငန်းကြီးကနေတိုင်းရွှေဥတွေဥပေးလာပါတော့တယ်။ဥပတို့ရဲ့ဝါတဲ့လေးကလည်းခိုင်ခန့်လာပါခန့်ညားနဲ့တစ်တားအိမ်ကြီးဖြစ်လာခဲ့ပြီပေါ့။အခုဆိုရင်ဥပနဲ့ဒေါ်ရီတို့ဟာရွာမှာအချမ်းသာဆုံးလူတွေဖြစ်လို့ကောင်းကောင်းမွန်မွန်စားနိုင်တောက်နိုင်နေကြပါပြီ။ရွာသူရွာသားတွေကလည်းသူတို့ရဲ့ကံကောင်းမှုကိုအားကြနေကြတာပေါ့ဒါပေမဲ့ဥပကတော့ရွှေဥတွေကိုကြည့်ရင်ဒီထက်မကပိုပြီးမြင်မြန်ချမ်းသာလိုက်တာလို့စတင်လောဘတက်လာပါတော့တယ်ဥပနဲ့ဒေါ်ကြီးတို့ဟာအယမ်းချမ်းသာလာပေမဲ့သူတို့ရဲ့စိတ်ထဲမှာတော့မယောင်ရဲနိုင်ပဲထင်နေကြတယ်ကွယ်
တနေ့မှတလုံးပဲရနေတာအယမ်းကြလို့ငါတို့ဒီထက်ပိုမြင်မြင်ပိုချမ်းသာခြင်းတယ်လို့ဥပကစတင်တွေးတိုးလာပါတော့တယ်ဥပကဒီငန်းရက်ပိုက်ထဲမှာရွှေတွေအများကြီးရှိမှာပဲအကုန်ထုတ်ယူလိုက်ရင်တခါရဲတထေးကြီးဖြစ်သွားမှာပဲလို့ဒေါ်အီးနဲ့တိုင်ပင်มาတော့တယ်လောဘစိတ်ကဥပရဲ့အမှန်ခွဲခွေးချနိုင်စွမ်းကိုဖုံးလွှဲစောတဲ့အခါသူဟာကြီးစုရှင်ငန်းကြီးကိုတတ်ဖို့အထိကြံစီလာခဲ့ပြီပေါ့ဥပရဲ့လက်တွေဟာတုံရွင်နေပြီးမြဲသူ့ရဲ့လောဘဇောကတော့နောက်မဆုတ်ခဲ့ပါဘူးငန်းကြီးကတော့သူ့သခင်တည်းရဲ့စိတ်ဓာတ်တွေပြောင်းလဲသွားတာကိုသိပြီးဝမ်းနဲ့စွာနဲ့ကြည်နေရှာတယ်ဒေါ်အီးကဥပကိုတားဖို့လှုပ်သေးတယ်။ဒါပေမဲ့ရွှေတွေအများကြီးတပြိုင်တည်းရမယ်ဆိုတဲ့အလိုရမတ်ကြောင့်ငြိမ်နေမိခဲ့တာပေါ့။ဥပဟာဓားကိုကင်ပြီးငန်းကြီးအိတ်တဲ့နေရာစီကိုတဖြည်းဖြည်းချင်းလှမ်းဆင်းသွားပါတော့တယ်။ကျေးဇူးကိုမတိတတ်တဲ့သခင်တွေကိုကြည့်ပြီးငန်းကြီးတွေမျက်လုံးထဲမှာမျက်ရည်လေးဝိုင်းနေရှာတယ်။ဥပကဓားကိုမြောက်လိုက်တဲ့အချိန်မှာတော့တအိမ်လုံးဟာမှောင်အတိကျသွားပြီးတိတ်ဆိတ်သွားပါတော့တယ်ကွယ်ဥပကသူ့ရဲ့လောဘဇောကြောင့်ကျေးဇူးရှင်ငန်းကြီးကိုတပ်ဖြတ်ပြီးအမှားကြီးတစ်ခုကိုလှုပ်လိုက်ပါပြီအဲ့ဒီအချိန်မှာပဲအရာအားလုံးဟာပြောင်းလဲသွားပြီးနောင်တတီစော့တင်ဖို့ဏိတိုင်ပြိုးလိုက်လို့ပါတော့တယ်ကွယ်ဥပကငန်းကြီးကိုတတ်လိုက်တဲ့အခါသူ့ပိုက်ထဲမှာရွှေတွေဘာတစ်ခုမှမရှိပဲတာမန်ငန်းတကောင်လိုပါပဲမရှိဘူးရွှေတွေဘာတစ်ခုမှမရှိဘူးလို့ဥပတရားမယုံနိုင်စွာနဲ့ရေရွတ်လိုက်မိပါတော့တယ်ဒေါ်အေးလေးမြင်လိုက်ရတဲ့မြင်ကွင်းကြောင့်စောက်တရားမရဖြစ်ပြီးငန်းကြီးကိုဖတ်ပြီးငိုကြွေးပါတော့တယ်သူတို့စုဆောင်ထားတဲ့ရွှေဥတွေဟာခဏချင်းမှာပဲကြောက်ခဲတွေအဖြစ်ပြောင်းလဲသွားပါတော့တယ်ငါတို့လောဘကြီးလိုက်မိတာအရာရာဆုံးရှုံးပြီလို့ဒေါ်အေးကနောင်တကြီးစွာနဲ့ပြောရှာတယ်ရွှေဥတွေမရှိတော့သူတို့ရဲ့စီးစိမ်တွေဟာသူဖြည်းဖြည်းနဲ့ကုံဆုံးသွားပြီးအိမ်အိုလေးကလည်းပြန်ပြီးပေါ်လာခဲ့တာပေါ့ဥပနဲ့ဒေါ်ကြီးတို့လင်မယားတို့ဟာအရင်လိုပဲဆင်းရဲတဲ့ဘဝကိုပြန်ပြီးရောက်သွားကြပြီပေါ့သူတို့နေတိုင်းကျေးဇူးရှင်ငန်းကြီးကိုလွမ်းဆွတ်နေရင်သူတို့ရဲ့အမှားအတွက်နောင်တရနေကြလေလောဘကြောင့်အရာရာဆုံးရှုံးသွားရတဲ့သူတို့နှစ်ယောက်ဟာအရင်လိုပဲစံပြုတ်လေးနဲ့တင်ပြန်ပြီးရုန်းကင်းနေရပါပြီလောဘဆိုတာတကယ်တော့အဆုံးတက်မှာဘာမှမကြံအောင်ထက်စီးတတ်တဲ့အရာပါပဲလောဘကြီးရင်အရာရာဆုံးရှုံးတတ်တယ်ဆိုတဲ့သင်ခန်းစာကိုသူတို့တသက်လုံးမှတ်သွားပါတော့တယ်လောဘကြောင့်အရာရာဆုံးရှုံးသွားရတဲ့ဥပတို့လီမယားရဲ့ပုံပင်လေးကတော့ဒီမှတင်ပြီးဆုံးပါပြီကွယ်နောက်တစ်ခါပြန်ဆုံတွေ့ကြမယ်လေဘိုင်ဘိုင်